လိုင်းပေါက်ဖောက်ပါမယ်ရှင်ပြောမယ်နော်ဒီနောက်နံပါတ်1ကကျတော့ဒါပေါက်ချင်တယ်ဒုတိယဒါဒီ blog ကနေကြိုဆိုပါရရှင်ဒီခဲဘူဒါကနေ10မိနစ်အကွာမှာရှိတဲ့ Sunshine City ကိုတွားနေရပါရှင်သူကအထက်60လောက်ရှိတဲ့အနက်ပေါ့နော်အဲ့ဒီက3လမှာလိုင်းပေါက်နဲ့အယုတ်တွေဝယ်ရအဆင်ပြေတဲ့ Top Toy Store ကိုတွားနေရပါရှင်မြေရောက်ထက်ကနေတွားပြီးလမ်းမလျှောက်ရှင်လို့ဒါစီးတွားနေရပါရှင်ဒီခဲကတော့တည့်တဲ့အတိုင်းအမြဲလူရှုပ်ရှက်ခတ်နေပြီးတော့လမ်းကူးပြီဆိုလဲတစ်ဖက်နဲ့တစ်ဖက်မှာနဲ့ရာချီကူးကြတာပါရှင်ချစ်စရာကောင်းလို့အိတ်ဆိုင်လေးလည်းရိုက်ခဲ့သေးတယ်ဒီဆက်လေကားလေးကလေကျင်းတဲ့အောင်ရှိပေမဲ့ဒီကုံတိုက်ကလေပြောမပြတ်တအောင်ကျင်းလို့အမြဲမတ်ထောက်သွားနေရပါတယ်ရှင် cosplay သမားတွေ Pokemon fan တွေ anime fan တွေအများဆုံးတွေ့ရတဲ့နေရာဖြစ်ပါတယ်ရှင်ဒီ Sunshine City အမှတ်တွေကိုလည်းအလွယ်တကူရှာကြည့်နိုင်ပါတယ်ရှင်59လအထိစားတောက်ဆိုင်တွေအများကြီးရှိတာတွေ့ရပါတယ်ကဲရောက်ပါပြီ Top try ဖြစ်ပါတယ်ရှင်ဒီနေ့ကတော့ကျမ energy နဲ့ကိုက်ညီနဲ့ကျမအကြိုက်ဆုံးကလေးလေးကိုရှာဖို့လာခဲ့တာဖြစ်ပါတယ်ရှင်တရားလွယ်ကူကျမအိတ်လေးတွေမှာချိတ်ဖို့အဆင်ပြေပြီးပဲတော့ခေါ်သွားဖို့အဆင်ပြေတဲ့ကလေးလေးလာရှာတာပါရှင်အယောင်တွေအများကြီးပါတာလည်းမကြိုက်ဘူးမျက်နှာမှာအနာအစာတွေခြေလက်မပါတာတွေခေါင်းကြီးတာတွေအဲ့လိုမျိုးကြောက်လဲကြောက်တတ်တာမို့လို့မဝယ်ရဘူးပေါ့နော်ကျမကြိုက်တဲ့အယောင်ပါပြီးရိုးရိုးရှင်းရှင်းနဲ့ကိုယ်နဲ့ energy ကိုက်ရင်ရပြီပေါ့နော်စီစာကြောင်စွာနဲ့တော်တော်ပတ်မွေရှာပြီးတဲ့နောက်မှာတော့တွေ့ခဲ့ပြီပေါ့နော်အဆင်ပြေမယ်ဒီ sitting zoo ပဲရွေးမယ်ဈေးဝယ်စင်တာထဲကနားလို့ရတဲ့နေရာမှာပဲအဆင်ပြေသလိုဖောက်လိုက်ပါမယ်ရှင်ဖောက်ပါမယ်ကျမရွေးခဲ့တဲ့ကလေးလေးနာမည်ကတော့နော်မီပေါ့နော်ယိုခီနောက်ပိုင်းမှာအသက်ရောက်လာတဲ့ဟာပေါ့နော်စီရီကတော့စစ်တင်ဆူဖြစ်ပါတယ်ရှင်ဒီရဲ့ sitting zoo ဆိုတဲ့ဟာတရုတ်လိုကြော့3ဝရောင်းနဲ့ကြော့3ဝရောင်းဆိုတဲ့ဟာလေးပေါ့နော်တရုတ်လိုကြတော့အင်္ဂလိပ်လို sitting zoo ဆိုတဲ့ဟာဖောက်ပါမယ်ရှင်ဒီရဲ့ထဲမှာကတော့ဒီမှာပေါက်နိုင်တဲ့ဟာတွေတဲ့မျိုးပြောမယ်နော်ဒီနောက်နော်နံပါတ်1ကကျတော့ဒါပေါက်ချင်တယ်ဒုတိယဒါတတိယဆိုရင်ခွေးလေးချစ်လို့ဒါပေါက်ချင်တယ်မဟုတ်ဘူးတတိယဆိုဒါလည်းပေါက်ချင်တယ်ပြီးကြောင်လေးလည်းချစ်လို့ဒါလေးလည်းပေါက်ချင်တယ်ပြီးရင်ဒါလေးနောက်ဆုံးကဒါပေါက်ချင်တယ်ဒါကျတော့ပစ္စမမြောက်ပေါက်ချင်တဲ့ဟာပါရှင် secret ပေါက်တော့ဘာလဲတော့မသိဘူးဒါပေမဲ့အလိုချင်ဆုံးကဒါပါလိုင်းပေါက်ဖောက်နေတော့ကျမမေးပေမဲ့မိုက်ကပြင်ပတန်ပိတ်ထားတာမို့မကြားပါဘူးရှင်ကက်ကိုကြည့်ရတယ်ပေါက်မဲ့ဟာသိပြီလားသိပြီလားကက်ကိုကြည့်ရတယ်ပေါက်မဲ့ဟာသိပြီလားဖောက်ကြည့်မယ်နော်အပြောင်လေးပေါက်ချင်တယ်ပြောထားတာအဲ့ကက်ကိုကြည့်ရတယ်ပေါက်မဲ့ဟာသိလား blind ပေါက်အကြီးကြီးမဖောက်ဘူးညီမလေးပဲဝယ်ပေးဘူးတော့ကွက်ကိုဆိုမသိဘူး Oh my god Oh my ကြည့်ပေါက်လာပြီပြောင်လေးပါကတော့ပါပြောစရာကောင်းပါလေရှင်ကျမရဲ့ baby လေးပါလိုချင်တာရလို့အရင်ပြောပါတယ်ရှင်တဲ့ဒါလေးကိုလုံးဝဒီအပြောင်လေးပဲလိုချင်တာဆိုင်မှာကြည့်ခဲ့ရကျွန်မမိုးပြအောင်လေးကြိုက်လို့ပါအယောင်ထဲမှာ favorite color ဖြစ်ပါတယ်ပြီးရင်ချိတ်ပါမယ်တို့ဒီမှာအိမ်မှာချိတ်လိုက်ပါပြီတင်းတော်တဲ့ဟာဒီရဲ့ဟာကရန်နဲ့ဆို2900 3000နီးပါပေါ့နော်ပြီးတော့ဒီဂျမ်ဘိုလိုမျိုးနှစ်ရွက်လေးရှိအောင်ရသဘောကျတယ်ဒီအယုတ်လေးမှာပြီး main လေးဆန်တဲ့ဒီ pink ခုလေးပါလဲသဘောကျတယ်ပြီးတော့ဒီအယောင်ကတော့ကိုယ်ကြိုက်ဆုံးအယောင်ဖြစ်ပါတယ်ဒီမှာဇာလေးထည့်ပြသဘောကျတယ်ပြီးတော့မျက်လုံးလေးဒီလိုဆော့ပြီးလို့ရကလေးလို့ရတယ်သဘောကျတယ်ဒီမျက်လုံးလေးကကြည့်လိုက်ရင်အထက်မှာဟိုရှိကျယ်လေးတွေကိုမြင်ရလဲအရင်သဘောကျပါတယ်ရှင်ကိုအရာချင်ဆုံးကလေးလေးရတဲ့အတွက်လည်းအရန်ကိုပြောပါတယ်ရှင်။ကောင်းတယ်လို့လည်းခံစားရပါတယ်ရှင်။နာမည်ကို lucky လို့ပေးထားပြီးတော့ခေါင်းငယ်လိုမျိုးအုံဆိုတဲ့အတန်ထွက်လည်းပေးထားပါတယ်။ပြန်มาတော့မယ်ရှင်။နှုတ်ခွန်းဆက်ပါတယ်ရှင်။စောင်းထိကြည့်ရှုပေးသူအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။